မင်္ဂလာပါ Home Electronic ကနေကြိုဆိုပါရစေ Power Station 1000 ဝဝန်းကျင်မှာ laptop တွေသုံးဖို့ဒါမှမဟုတ်ရေခဲတစ်တာလေးသုံးလို့ရမယ်မီးတွေလည်းထုံးလို့ရတယ် Power Station ရှာနေရဆိုရင်တော့ Power X ကနေ1000 watt Power Station လေးရောက်ထားပါတယ်အခုဒါဆိုလို့ရှိရင် LG Windows ရေခဲတစ်တာလေးကိုစမ်းမောင်းထားတာ6နာရီဝန်းကျင်ရှိသွားပြီဖြစ်ပါတယ်အဲ့တော့သူ့မှာဆိုလို့ရှိရင်ဒီ battery indicator လေးကဒီပေါ့နော်မီးလုံးတစ်လုံးကို 25% နဲ့လေးလုံးပါတယ်ဒီမှာဆိုရင် AC ပေါင်း2ပေါက်ပြီးရင် USB ပေါင်း2ပေါက် Type C 2ပေါက်ရယ် DC output 2ပေါက်ရယ်ပါရှိတယ်ပြီးတော့ညမီးနေနဲ့သုံးနိုင်ဖို့အတွက်ဒီ emergency light လေးလည်းပါရှိပါသေးတယ်သူ့ရဲ့ဒီနောက်ကျောဘက်မှာဆိုလို့ရှိရင်ထပ်ပြီးပြပေးမယ်နောက်ကျောဘက်မှာဒီ solar input ပေါ့နော် solar ပြားသုံးမယ်ဆိုရင်160 watt နှစ်ချက်ဒီမှာသုံးလို့ရတယ်ပြီးရင် DC input သုံးမယ်ဆိုလည်းဒီ input လေးကနေသုံးလိုက်ရုံပဲဒါကတော့နောက်ကသူ့ရဲ့ specification လေးတွေဖြစ်ပါတယ်အဲ့တော့ဒီ Power X Power Station လေးမှာဆိုရင်အာမခံ1+2 ရပေးထားတယ်တစ်နှစ်အတွင်းမှာ free ကျန်တဲ့2နှစ်မှာတော့လက်ခမဲ့နဲ့ factory error တွေကိုပြုပြင်ပေးသွားမှာဖြစ်ပါတယ်လိုအပ်လို့ဝယ်ချင်နေဆိုရင်တော့ Home Electronic ရဲ့ showroom တွေမှာရရှိနိုင်ပါပြီရှင်